Now where is it where အတုံးပြတဲ့ပုံစံပဲဖြစ်ပါတယ်ဒါဘယ်မှာလဲပေါ့ spoon and fork on the table စပယ်ပေါ်ကစွန်းနဲ့ခရင် pencil case ပေါ်ပင်ထက် bag ဒါကြတော့လွယ် drawer and sway မှာတခြားမေးတယ် where is your spoon ရှင်ပြရဲ့စွန်းကဘယ်မှာလဲဓမ္မစရပြန်ပြပါတယ် my spoon is on the table တပည့်တော်ရဲ့စွန်းကစပယ်ပေါ်မှာရှိပါတယ်တခြားမေးတယ် where is his pen သူ့ရဲ့ပေါ်ပင်ကဘယ်မှာလဲဒီနေရာမှာ his pen လို့ထည့်ရပါမယ်အကဝန်စပြန်ပြပါတယ် his pen is in his pencil case သူ့ရဲ့ပေါ်ပင်ကသူ့ရဲ့ပေါ်ပင်အိမ်မှာရှိပါတယ်ဖေ။ teacher မေးတယ် where is her pencil case သူ့ရဲ့ပေါ်ပင်အိတ်ကကိုဘယ်မှာရှိလဲဒူမရဲ့ပေါ်ပင်အိတ်ကကိုဘယ်မှာရှိပါတယ်လဲအိမ်တကကပြန်ပြပါတယ် her pencil case is in her bag ဒူမရဲ့ပေါ်ပင်အိတ်ကဒူမရဲ့လွယ်အိတ်ထဲမှာရှိပါတယ်teacher ပြန်မေးပါတယ် where are your fork and spoon ရှင်ဖျားရဲ့ခရင်နဲ့စွန်းကကိုဘယ်မှာရှိပါတယ်လဲဖေ။ they are in the drawer သူတို့တွေက answer တဲ့မှာရှိပါတယ်ဗျာဒါကတော့ lesson 6 where it is ဒါကဘယ်နေရာမှာလဲတနည်းအားဖြင့် where အတုံးပြုပုံပဲဖြစ်ပါတယ်